ခေါင်းထောင်လာတဲ့ကြက်သွန်နဲ့ငရုတ်သီးဈေးအခွန်300ခိုင်နှုန်းကြောင့်ရင်လေးစရာဖြစ်လာတဲ့ရွှေဈေးကွက်ပြည်သူတွေရဲ့အိတ်ကက်ထဲကငွေတွေဘလောက်တောင်အငွေ့ပြန်သွားပြီလဲဒီနေ့ရဲ့ဈေးကွက်သတင်းတွေကိုစတင်လိုက်ရအောင်ပါမင်္ဂလာပါရှင်ဒဂရီမန်နဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါတယ်ရှင်ပထမဆုံးအနေနဲ့မိဖို့ကြောင့်တိုင်းမှာမပါမဖြစ်တဲ့ကြက်သွန်နီဈေးကွက်ရဲ့နောက်ဆုံးအခြေအနေကိုကြည့်လိုက်ရအောင်ပါကြံအပြီးမှာတော့ပြည်တွင်ကြက်သွန်နီဈေးကွက်ကအနည်းငယ်ပြန်လည်ဥမော့လာပြီးအယောင်းဝယ်သွက်လာပါတယ်ဘာကြောင့်လဲဆိုတော့ဧပြီလ15ရက်နေ့ကစပြီးမြဝတီနယ်စပ်ကနေထိုင်းနိုင်ငံဘက်ကိုကြက်သွန်နီအပါအဝင်ပို့ကုန်6မျိုးကိုမြန်မာ Trade Net 2.0 စနစ်နဲ့လိုင်စင်ပြန်လျှောက်ပြီးတင်ပို့ခွင့်ရလာလို့ပါပဲဒါအပြင်ကြံတွင်းကလေးကတာချီလိပ်ဘက်ကနေကြက်သွန်တင်ပို့မှုတွေရှိနေတာကလည်းဈေးကွက်ကိုပိုးပြီးအသက်ဝင်စေခဲ့ပါတယ်ရန်ကုန်ဘရင်နောင်ပွဲရုံတွေမှာဆိုရင်ကြံမတိုင်ခင်ကလေးကကြက်သွန်လက်ကျန်နေနေခဲ့ပြီးအခုပွဲရုံတွေပြန်ဖွင့်ချိန်မှာတော့ဈေးတွေအတက်ဘက်ကိုပြလာပါတယ်ဧပြီလ23ရက်နေ့ပေါက်ဈေးတွေအရဘရင်နောင်မှာကြက်သွန်နီရှယ်လက်ကြီးလက်တန့်တွေဟာတပိတ်တာကို2400ကနေ3400ကျပ်ဝန်းကျင်အထိဈေးရနေပါတယ်နယ်ဈေးကွက်တွေဖြစ်တဲ့ပခုတ်ကူဘက်မှာဆိုရင်ကြံမတိုင်ခင်ကတပိတ်တာ1500အောက်ပဲရှိခဲ့ပေမဲ့အခုတော့လှောင်စားတွေရောအလက်စအသေးစားတွေပါအဝယ်လိုက်လာလို့1900ဝန်းကျင်အထိတက်လာပါတယ်အလားတူမြင်းကျယ်မှာတပိတ်တာ800ကနေ1950မန္တလေးဘက်မှာဆိုရင်အမျိုးအစားပေါ်မူတည်ပြီး1500ကနေ3100အထိဈေးပေါက်နေပါတယ်လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ကချင်ပြည်နယ်ဘက်မှာတော့ကြက်သွန်နီတပိတ်တာကို9000ကျပ်အထိဈေးမြင့်နေတယ်လို့သိရပါတယ်မနစ်ကဈေးကွက်ဆိုးရွားခဲ့လို့တောင်သူတွေကအစ်စ်ပေါ်ချိန်မှာရတဲ့ဈေးနဲ့အလူရက်ငွေဖော်နေကြပေမဲ့လက်ရှိပြည်ပတင်ပို့ခွင့်နဲ့ပြန်ရလာတဲ့အနေအထားမှာအရေးသွေးကောင်းတဲ့မြစ်သားကြက်သွန်လိုမျိုးကိုအတိုင်းအတာတစ်ခုအထိတိုးလောင်သင့်တယ်လို့ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။ဒါပေမဲ့ပြည်ပဝယ်လိုအားကိုပဲအဓိကမိခိုနေရတာမို့ဝယ်လိုအားကျသွားရင်ဈေးတက်တာရက်သွားနိုင်တဲ့အန္တရာယ်ရှိတာကိုလည်းသတိပြုရမှာပါ။ခီးဟိုးထဲမှာမပါမဖြစ်တဲ့ကြက်သွန်ဈေးတက်လာတာကအေရှင်မတွေရဲ့နေစဉ်ဈေးဘိုးကိုဓာတ်ရိုက်ထိခိုက်ပါတယ်။တောင်သူတွေငွေပြန်ဖော်နိုင်ပေမဲ့အခြေခံပြည်သူတွေကတော့စားဝတ်နေရေးအတွက်အိတ်ကက်ထဲကငွေပိုထွက်ရမယ့်အခြေအနေပါပဲ။ကြက်သွန်နီဈေးကွက်ပြန်လည်ဥမော့လာသလိုပဲအဝင်နေတဲ့လှောင်တဲ့သူတွေများလို့ဈေးမနေတဲ့ကြက်သွန်မြူဈေးကွက်ဘက်ကိုဆက်ကြည့်ရအောင်ပါ။ပြည်တွင်ကြက်သွန်မြူဈေးကွက်ကတော့ပြည်ပကိုတင်ပို့တာမျိုးမရှိပေမဲ့ပြည်တွင်းစားသုံးမှုအားကောင်းနေလို့ဈေးကွက်အလားအလာကောင်းနေပါတယ်။မနစ်ကရှမ်းပြည်နယ်တောင်ပိုင်းမှာစိုက်ပျိုးမှုအားနည်းခဲ့ပေမဲ့ဒီနှစ်မှာတရုတ်ကျူကုန်ကြက်သွန်မြူအဝင်နေတာရဲ့ပြည်တွင်းထုတ်လုပ်မှုရောကြတာရဲ့ကြောင့်မနစ်ကထက်ဈေးပိုရဖို့သိချနေပါတယ်။လက်ရှိမှာကြက်သွန်မြူတွေကအချောက်ခံထားတဲ့အနေအထားကိုရောက်နေပါပြီ။တန်မန်အယောင်းဝယ်ကောင်းတာထက်လှောင်တဲ့သူတွေကဝယ်ယူစုဆောင်းနေလို့ဈေးတွေအတက်ဖက်ကိုရောက်လာတာပါ။ဒါပေမဲ့စားသုံးသူတွေဘက်ကတော့ဝင်ငွေအခြေအနေအရအကြီးတွေထက်ဈေးသက်သာတဲ့အသေးစိုက်တွေကိုပဲပိုဝယ်နေကြပါတယ်။လောင်တဲ့သူတွေအတွက်ကတော့ထူးသုံးလို့ခေါ်တဲ့အလက်စိုက်ကိုပဲအဓိကထားလောင်မှုအသစ်တော်ဆုံးလို့အကြံပြုချင်ပါတယ်။လောင်တဲ့သူတွေအနေနဲ့မေလမှာစဝယ်ပြီးစက်တင်ဘာလကုန်နောက်ဆုံးထားပြန်ရောင်းသင့်ပါတယ်။စက်တင်ဘာနောက်ပိုင်းဆိုရင်တယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာမိုးရသည့်အဆိုတဲ့ကြောင့်ပျက်စီးနိုင်တာနဲ့ဖြန်ဖြူးရဲ့ခက်ခဲတွေကြုံလာနိုင်ပါတယ်။နှစ်ကုန်ကနီးဒီဇင်ဘာလလောက်မှာကုန်တဲ့တချို့ဈေးကစားလေးရှိပေမဲ့အသစ်ပေါ်ချိန်နဲ့နီးနေလို့ဝယ်လိုအားကြရင်အရှုံးပေါ်နိုင်တာကိုသတိပြုရပါမယ်။ကျသူမျိုးအရွယ်အစားပေါ်မူတည်ပြီးခံမှန်းလက်ကားစင်းနှုန်းတွေကတော့မေလနဲ့ဇွန်လမှာတပိတ်တာ2000ကနေ9500ဝန်းကျင်ဇူလိုင်ကနေအောက်တိုဘာလအထိ4000ကနေ1000ဝန်းကျင်နိုဝင်ဘာနဲ့ဒီဇင်ဘာမှာတော့9000ကနေ12000ဝန်းကျင်ရှိနိုင်ပါတယ်ဒီနှစ်ကျသူမျိုးဈေးကဒီဈေးနှုန်းပေါင်းအတွင်းမှာပဲအတက်အကျရှိနိုင်ပြီးလွန်ခဲ့တဲ့2နှစ်ကလိုတပိတ်တာ18000အထိစံချိန်တင်မြင့်တက်ဖို့တော့မရှိဘူးလို့လေ့လာသူတွေကသုံးသပ်ထားကြပါတယ်ကျသူမျိုးဈေးမှာနေလို့မိသားစုလားစီစားတော့စိတ်ပိုကြီးလာပါတယ်အခြေခံလူတန်းစားတွေကဈေးသက်သာတဲ့အသေးစိုက်ကိုပဲမဖြစ်မနေရွေးချယ်နေရပြီးငွေရင်းနှီးနိုင်တဲ့ကုန်သည်တွေကသာအမြတ်ရနိုင်တဲ့အနေအထားဖြစ်နေပါတယ်အခုဆက်ပြီးတောင်သူတွေနဲ့ကုန်သည်တွေအတွက်အသက်ရှူချောင်းစေမဲ့ကုန်သည်ရေးလမ်းကြောင်းအခြေအနေနဲ့အတက်ဖက်ကိုဥတည်နေတဲ့ငရုတ်သီးဈေးကွက်အကြောင်းကိုတင်ဆက်ပေးပါမယ်ညရီမဲဆောက်ကုန်သည်ရေးလမ်းကြောင်းပြန်လည်ဝင်လန်းလာမဲ့အခြေအနေဟာပြည်တွင်းကလေယာထွက်ကုန်တောင်သူတွေနဲ့ကုန်သည်တွေအတွက်တော့မျှော်လင့်ချက်ရောင်ကြီးတစ်ခုပါပဲအရင်ကရန်ကုန်မြဝတီ12ဘီကားကဟာအမြင့်ဆုံးကျပ်65သိန်းအထိစံချိန်တင်ခဲ့ရာကနေအခုလက်ရှိစီးစင်းနှုန်းအရကျပ်သိန်း50ကနေ60ဝန်းကျင်အထိတိတိတသာရောကျသွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒီလိုကားကတက်တာလာတာဟာနေဆက်ကုန်သည်ရေးကိုမိခိုနေရသူတွေအတွက်ကြီးမားတဲ့အသက်ရှူပေါက်တစ်ခုပါလက်ရှိငရုတ်ဈေးကွက်မှာတော့အဝင်နဲ့ပြီးကွင်းထဲမှာပါအတီးပြက်လက်လာလို့ဈေးတွေရုတ်တရက်တက်လာပါတယ်
ဘီးရင်နာကုန်စီတိုင်းပေါက်သေးတွေအရအဓိကငရုတ်6အမျိုးအစားတွေဖြစ်တဲ့ပန်းရဲကတပိတ်တာကို14500ကနေ15000ကျပ်။မြားနီက16000ကနေ16500ကျပ်။တီဖြူကျွန်းပူက29000ကနေ29500ကျပ်နဲ့ဟင်းသရမိုးထောင်ကတော့13500ကနေ14500ကျပ်ဝင်းကျင်မှာအသီးသီးရောင်းဝယ်ဖြစ်နေပါတယ်။ဒီတွင်လက်လီသမားတွေရဲ့အဝယ်လိုက်နေမှုကြောင့်ငရုတ်ဈေးဟာဆက်ပြီးအတက်ထက်ကိုပဲဥတည်နေပါတယ်။တရုတ်နဲ့ထိုင်းနယ်စပ်ပုတ်ကုန်အခြေအနေတွေအပြောင်းလဲရှိပေမဲ့တောင်သူတွေအနေနဲ့ကိုယ်ဆိုင်ခွင်းတွေကိုအစာဖြတ်ရေးဖြတ်ပြီးပြစ်မထားဖို့ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။လက်ရှိငရုတ်6ဈေးကပြီးခဲ့တဲ့နှစ်တွေထက်စာရင်ဈေးကောင်းရနေစေမို့အထွတ်နှုန်းကောင်းအောင်ဆက်လက်ထိန်းသိမ်းထားဖို့လိုပါတယ်။အရှုံးမပေါ်စေဖို့အချောက်လန်းတဲ့စနစ်တွေကိုလည်းပုံမှန်အတိုင်းဆက်လုပ်သွားဖို့လိုအပ်ပါတယ်။ကားကတက်တာလာတာကကုန်သည်တွေအတွက်သတင်းကောင်းဖြစ်ပေမဲ့ငရုတ်သီးတစ်ပိတ်တာတောင်းကနန်းအထက်ဆက်တက်နေတာကြောင့်အိရှင်မတွေအတွက်တော့နေ့စဉ်နေ့ရာမှာအဆက်စားဖို့တော့ပတ်စံပို့ထုတ်သုံးနေရပါတယ်။ဒီဖို့ကြောင့်သောကုန်စည်တွေရဲ့အခြေအနေကိုသိရှိပြီးတဲ့နောက်မှာတော့ပြည်သူတွေရဲ့စုဆောင်းငွေအပေါ်ဓာတ်ရိုက်တက်ရောက်နေတဲ့ကမ္ဘာရွှေဒေါ်လာနဲ့ပြည်တွင်းရွှေဈေးကွက်ရဲ့အလုပ်ခက်ကိုဆက်လက်ကြည့်လိုက်ရအောင်ပါ။ကမ္ဘာရွှေဈေးကွက်ကိုကြည့်မယ်ဆိုရင်လက်ရှိမှာတအောင်စားကို4900ဒေါ်လာဝန်းကျင်နဲ့4800ဒေါ်လာဝန်းကျင်မှာအလုပ်အခက်ရှိနေပါတယ်။ဒီနေ့ဧပြီလ23ရက်နေ့မနက်ပိုင်းအဖွင့်ဈေးက4942ဒေါ်လာဝန်းကျင်မှာရှိနေပြီး4694ဒေါ်လာအထိအနှိမ်ဆုံးဆင်းခဲ့ရာကနေ4900စပို့စုံကိုမဖောက်ပဲပြန်တက်လာတာကိုမြေပြင်အချက်လက်တွေရတွေ့ရပါတယ်။ရေတိုဝယ်ထက်ရေရှည်အတွက်အယောင်ကပိုအားတာနေပြီး4850နဲ့9030ဝန်းကျင်တွေကနေစောင့်ကြည့်ရမယ့်အယောင်စုံတွေဖြစ်နေပါတယ်။ဒီလိုကမ္ဘာရွှေဈေးခိုင်မာနေရတဲ့အဓိကအကြောင်းရင်းကတော့ဗဟိုဘဏ်တွေရဲ့ရွှေဝယ်ယူစုဆောင်းမှုကြောင့်ပါပဲ။ကမ္ဘာရွှေကောင်စီစည်းရင်းတွေအရကမ္ဘာတဝန်းကဗဟိုဘဏ်တွေဟာရွှေတန်ငိမ်3,86,606 တန်အထိပိုင်ဆိုင်ထားပြီးဒါဟာကမ္ဘာပေါ်မှာတူးဖော်ပြီးသမျှရွှေအားလုံးရဲ့19%အထိရှိနေပါတယ်။နှစ်စဉ်တန်ငိမ်1000ကျော်နှုန်းနဲ့ဇက်တိုက်ဝယ်ယူနေတာကြောင့်ကမ္ဘာရွှေဝယ်လိုအားကိုရေရှည်ကြားကန်ပေးထားနိုင်တဲ့အလားအလာရှိနေပါတယ်။ပြည်တွင်းငွေကြေးဈေးကွက်မှာတော့အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေးဟာဝယ်ဈေး4180ကျပ်ရောင်းဈေး4280ကျပ်ဝန်းကျင်မှာရှိနေပြီးထိုင်းဘက်ကတော့132ကျပ်ဝန်းကျင်မှာအယောင်းဝယ်ဖြစ်နေပါတယ်။ပြည်တွင်းရွှေဈေးကွက်ကိုပြန်ကြည့်ရင်အခောက်ရွှေ16ပဲရေပြင်ပပေါက်ဈေးဟာဝယ်ဈေးကျပ်104,600ကျော်နဲ့ရောင်းဈေးကျပ်105,600ဝန်းကျင်မှာရှိနေပါတယ်။ဒီအချိန်မှာရွှေစုဆောင်းသူတွေအတွက်အကြီးမားဆုံးရိုက်ခတ်မှုတစ်ခုကတော့ရွှေတွေဝယ်ယူမှုပေါ်စတင်ကောက်ခံနေတဲ့အခွန်300%ကိစ္စပါပဲ။အရင်ကရွှေဝယ်ရေးအရောအတွက်နဲ့လက်ခကိုသာပေးရပေမဲ့အခုအခါမှာတော့အခွန်300%မှာထပ်ဆောင်ပေးရတော့မှာမို့ပြန်ရောင်းတဲ့အခါဆုံးရှုံးနိုင်တဲ့ငွေကြေးပမာဏပိုများလာပါပြီ။ဒါစာဝင်ငွေခွန်စားသုံးသူအခွန်တွေအပြင်အခုလိုရွှေဝယ်ရမှာပါအခွန်ထက်ဆောင်ရလို့ပြည်သူတွေရဲ့ကိုယ်ပိုင်ဗဏ္ဍာရေးစီမံခန့်ခွဲမှုအပေါ်မှာအခွန်အစစ်စစ်ဝင်တော့ဝင်မို့တက်ရောက်နေပါတယ်။ဒါအပြင်ဒီ300%ကိုနိုင်ငံတော်တက်မဲ့ရင်းညွှန်းစေကျပ်80သိန်းကျော်မှာကောက်မှာလားဒါမှမဟုတ်ပြင်ပပေါက်စေကျပ်100ကျော်ပေါ်အပေါ်မှာကောက်မှာလားဆိုတာကလည်းဈေးကွက်အတွင်းမှာတိတိကျကျသိရှိနိုင်မှုပွင့်လင်းမြင်သာမှုလိုအပ်နေစေဖြစ်ပါတယ်။ငွေကြေးဖောင်းပွားမှုကိုကြောက်လို့ရှိစုမဲစုလေးနဲ့ရွှေဝယ်စုမဲ့ပြည်သူတွေအတွက်300%အခွန်ဟာဝင်တော့ဝင်ဖို့ကြီးပါ။အရောအတွက်လက်ခအပြင်အခွန်မှာထက်ဆောင်ရလို့ပြည်သူတွေရဲ့စုဆောင်းငွေတန်မိုးဟာအလဟာကျဆုံးရှုံးရမယ့်အနေနဲ့ရင်ဆိုင်နေရပါတယ်။အခုလိုအချိန်နဲ့တပြေးညီဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်။အားလုံးပဲအဆင်ပြေကြပါစေရှင်။